လုံးပဲမင်္ဂလာပါခင်ဗျာပတ်စင်ကြာသာပရိနဲ့နေဆက်နေကြဖြစ်တဲ့ Mnet News ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ Mnet သတင်းကဏ္ဍကနေပြီးတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူသမားတွေတို့အထူးသတိပြုသင့်တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံချွန်ဘူရီခရိုင်တွင်းမှာစောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမား30ကျော်ဟာလောက်ခလစာဘတ်3သိန်းကျော်နစ်နာဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်အလုပ်သမားတွေရဲ့လောက်ခလစာမရရှိတာပြင်မှာ၎င်းတို့ရဲ့အထောက်အထားတွေစာရွက်စာတမ်းတွေကိုလည်းတိတ်ဆိတ်ခြင်းနဲ့ချင်းချောက်ခြင်းတွေကိုပါကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်ဩဂတ်စ်17ရက်နေ့မှာတော့ WAG ဖွဲ့နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကဝန်ရောက်ညှိနှိုင်းပေးခဲ့တာကြောင့်အလုပ်သမားတွေရဲ့တပတ်စာလောက်ခလစာကိုပြန်လည်ရရှိခဲ့ပါတယ်။ကြန့်ရှိခဲ့တဲ့လောက်ခလစာတွေကိုတော့သက်ဆိုင်ရာအလုပ်သမားရုံးမှာဆက်လက်တိုင်ကြားရေးယူနေစေပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်ကတော့ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက်အရေးကြီးတဲ့သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့လှုပ်သွားလုပ်မယ်ဆိုရင်တော့ဒီချက်တွေမမေ့ပါနဲ့ခင်ဗျာ။စာရွက်စာတမ်းတက်တန်းကိုစစ်ဆေးပါ CI ပန်းရောင်ကတ် work permit visa စတဲ့အထောက်အထားတွေတက်တန်းရှိမရှိပုံမှန်စစ်ဆေးတာတွေလုပ်တင်ပါတယ်။မူရင်းစာရွက်စာတမ်းတွေကိုကိုယ်တိုင်ထိန်းသိမ်းပါ passport နဲ့အတူအလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာမူရင်းစာရွက်စာတမ်းတွေကိုအလွယ်တကူဘယ်သူ့မှအံ့နံမထားပါနဲ့ခင်ဗျာ။ပွဲစားဆိုတိုင်းမယုံပါဘူးခင်ဗျာ။အလုပ်ရှင်နဲ့အလုပ်ကိုင် agency တွေနဲ့ပွဲစားရဲ့အချက်လက်တွေကိုလည်းအရင်စစ်ဆေးပါ။ထောက်ထားမပြည့်စုံသေးပဲငွေကြိုလဲတာမျိုးရှောင်ပါခင်ဗျာ။တရားမဝင်လမ်းကြောင်းကိုလည်းမရွေးချယ်ပါနဲ့အထောက်အထားမဲ့အလုပ်လုပ်ကိုင်ခြင်းနဲ့တရားမဝင်နေဆက်ဖြတ်ကျော်ခြင်းတွေဟာဖမ်းဆီးခံရပြီးတော့တရားရေးပြဿနာတွေနဲ့နေရပြန်ပုတ်ခံရတာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။အရေးကြီးဆုံးကတော့အလုပ်ရဖို့ဆိုပြီးဘယ်သူ့မှမဆိုမယုံလိုက်ပါနဲ့ခင်ဗျာ။မိမိတို့ရဲ့လောက်ခလစာမရတာအလုပ်သမားခွင့်ရေးချိုးဖောက်ခံရတာလိမ်လည်ချင်းချောက်ခံရတာမျိုးကြုံတွေ့လာရင်တူရဲရင်ဆိုင်မနေဘဲနဲ့ WAG AAC နဲ့သက်ဆိုင်ရာအလုပ်သမားကူညီရေးအဖွဲ့တွေအလုပ်သမားတန်ယုံအရာရှိတွေနဲ့ Mnet ဖွဲ့ဝင်တွေကတော့ Mnet ကိုတိုက်ရိုက်အမြန်ဆုံးဆက်သွယ်ကူညီတောင်းခံနိုင်ပါတယ်။အလုပ်စတင်မလုပ်ဆောင်မီလစာကိုမေးပါအလုပ်စာချုပ်ကိုတေချာဖတ်ပါစာရွက်စာတမ်းကိုကိုယ်တိုင်ထိန်းသိမ်းပါပွဲစားကိုမယုံရင်အချက်လက်တွေကိုစစ်ပါထိုင်းရောက်မြန်မာလူသမားတွေအားလုံးလုံခြုံစိတ်ချစွာအလုပ်လုပ်ကိုင်နိုင်ကြပါစေခင်ဗျာဒါကတော့ချွန်ဘူရီမြို့မှာဖြစ်ပွားခဲ့တဲ့မြန်မာလူသမား30ကျော်ရဲ့လောက်ခလာစာနစ်နာမှုနဲ့ပတ်သက်တဲ့ Mnet သတင်းလေးပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူသားတွေအတွက်နောက်တစ်ခါမှာလည်းဘယ်လိုသတင်းထူးတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရအောင်ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်သတင်းစီစဉ်ကိုဒီတွင်ရန်တောင်းပြုပါခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နေကြပါစေခင်ဗျာMnet, your social partner.